ဖြစ်เสียရည်နော်40ကျော်ပြီ အာ40တော့မကြတော့သေးပါဘူးဒီမှာ20အစိတ်လောက်ပဲရှိ ကောင်မလေးကိုပြောနေတာမဟုတ်ဘူးအကိုကြီးကိုပြောနေတာ ဟမ် ဘာဖြစ်ဖြစ်လေကိုစိတ်ကနဲ့ခတ်တာရသက်ပံယူနေကြအဝါပြောရင်ပြေးတာပါပဲ ကျုပ်ကမိမကျွင်ကောင်းမလားစဉ်းစားနေရ အဲ့ဒါပူဆူမင်းကတင်းချမ်းကုန်းထဲမှာမင်းကရွာတင်နေဆိုတဲ့သဘောလားဟမ်မင်းစဉ်းစားကြည့်လားမင်းမိမယူပါပြီလေသူ့အဖေတွေအမေတွေနဲ့ပတ်သက်လာမယ်ဟမ်ပြီးတော့ရွှေမျိုးတွေညီကိုမောင်နှမအတိုင်းဝိုင်းတွေပတ်သက်လာမယ်မင်းတို့ရဲ့သားတွေသမီးတွေတော့ဒီမင်းစဉ်းစားကြည့်မျက်စိထဲမှာမင်းမြင်ကြည့်စားမင်းစားငါကြည့်တယ်နော် ဟုတ်တယ်တေချာတွေးကြည့်တော့ကြောက်စရာ အဲ့ကြောင့်ပြောတာဗောမင်းကပြောအေးစီကိုကကိုထမကြောက်ကိုရေစိမ့်တော့အေးစီရခတ်စားတမလူရှင်နဲ့မပေါင်းကျင်စားမနဲ့ဖျောက်စိရ ပြုတ်စရာစကားကိုနားထောင်မယ်လူရှင်နေနဲ့မပေါင်းတော့အစတိလိုလူတွေတွေနဲ့ပဲပေါင်းမယ် အဲ့ဒါမှငတ်တယ်ပဲကောင်းဟေး